ကိုရီးယားလုံးမင်္ဂလာပါဗျာဖုတ်ဘောပိုင်ကီကနေကြိုဆိုလိုက်ပါတယ် YouTube ကညီကိုတွေပထမဦးစွာမင်္ဂလာပါလို့ဒီကနေပြောခြင်းပါတယ်ကျွန်တော်အနေဖြင့် YouTube မှာတော့ဗီဒီယိုတွေတိတ်မတင်ပြဘူးဒါပေမဲ့လို့ကမ္ဘာဖလားမှာတော့ကျွန်တော်အနေဖြင့် YouTube မှာပုံမှန်ဗီဒီယိုတွေတင်ပြတဲ့ညီကိုတွေရလိုက်ကြနိုင်မယ်လို့မျှော်လင့်နေမနေ့ကပြင်သစ်ဘော်ရီနဲ့ဆိုရင်ကျွန်တော်တို့6ရက်ဇက်တိုက်ကမ္ဘာဖလားအဖွင့်ပွဲ6ရက်ဇက်တိုက် free ticket တွေအဆင်ပြေထားတာဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်ရဲ့ဗီဒီယိုကြည့်ရှုတဲ့ညီကိုတွေအနေဖြင့်အကျိုးအမြတ်ရလိုက်ကြနိုင်မယ်လို့မျှော်လင့်နေဒီနေ့မှာတော့ကျွန်တော်အနေဖြင့် YouTube မှာတပွဲတင်ပေးသွားဖို့ရှိတယ်အဲ့ဒီပွဲစဉ်ကတော့ပေါ်တူဂီအသင်းနဲ့ DR ကွန်ဂိုအသင်းတို့ရဲ့ပွဲစဉ်ဖြစ်တဲ့ဒီပွဲစဉ်အကြောင်းကိုမပြောမီမနေ့ကကမ္ဘာဖလား၄ပွဲမှာ၄ပွဲစလုံးကျွန်တော်တို့စုံပေါ်ချက်ဗျာမြင်လို့တော့မကောင်းဘူးပထမဆုံးပြင်သစ်စီနီဂေါပွဲစဉ်မှာလည်းစုံပေါ်ခဲ့တယ်ဒုတိယနော်ဝေးအီရတ်မှာလည်းစုံပေါ်တယ်မနက်ခင်းအာဂျင်တီးနားနဲ့ကျွန်တော်တို့အယ်ဂျီးရီးယားပွဲစဉ်မှာလည်းသုံးပေါ်ခဲ့တယ်နောက်ဆုံးဩစတြေးလျပွဲစဉ်မှာလည်းသုံးပေါ်ခဲ့တယ်ဒါကြောင့်မလို့ဒီနေ့ကစားမဲ့ပွဲစဉ်နေမှာတော့မနေ့ကလိုမျိုးတော့ထပ်ဖြစ်ရဖို့ကျွန်တော်မနေ့ကလိုမျိုးထပ်တွေ့ရဖို့ကျွန်တော်တို့မျှော်လင့်လို့မရဘူးဒါကြောင့်မလို့ဒီနေ့ကစားမဲ့ပွဲစဉ်တွေတဲက highlight အဖြစ်ဆုံးပွဲစဉ်ဖြစ်တဲ့ပေါ်တူဂီအသင်းနဲ့ DR ကွန်ဂိုအသင်းတို့ရဲ့ပွဲစဉ်မှာတော့ကျွန်တော်ဂိုးအနည်းကိုသဘောကျမိတယ်လက်ရှိဖွင့်သစ်ထားတဲ့ပေါ်တူဂီဘက်ကနှလုံး80ဂိုးပေါင်း3.80အရာတော့လက်ရှိဒီပွဲစဉ်မှာကျွန်တော်တို့ပေါ်တူဂီအသင်းရဲ့တစ်ဖက်ထဲသွင်းဂိုးတွေကိုပဲမြင်တွေ့သွားရဖို့ရှိတယ်။ဘာလို့လဲဆိုတော့လက်ရှိဖွင့်သစ်ထားတဲ့အနေအထားအရ DR ကွန်ဂိုဘက်ကဘယ်လိုမှဂိုးမရနိုင်တဲ့အနေအထားဖြစ်တယ်။ဒါကြောင့်မလို့ဈေးကွက်ထဲမှာ BTTS Yes မှာလည်းနှစ်ဖက်သွင်းဂိုးကို2.3 ထိပေးထားတာဖြစ်တယ်။ဒါကြောင့်မလို့ဒီပွဲစဉ်မှာကျွန်တော်ပေါ်တူဂီတစ်ဖက်ထဲပဲသွင်းသွားလိမ့်မယ်လို့ကျွန်တော်ယုံကြည်တယ်။ဒါကြောင့်မလို့ဒီပွဲစဉ်မှာပေါ်တူဂီ body အောင်ခဲ့ရင်တော့မှ1v 2v လောက်ဖယ်လို့မျောနေတယ်ဒါကြောင့်ဒီပွဲစဉ်မှာတော့ကျွန်တော်ကဘယ်လိုမှ3ခုပြည့်နိုင်မယ်လို့မထင်ဘူးဒါကြောင့်မလို့လက်ရှိပေါ်တူဂီနဲ့ DR ကွန်ဂိုပွဲစဉ်မှာကျွန်တော်ဂိုးအနည်းကိုသဘောကျမိတယ်ဒါကြောင့်မလို့ဒီနေ့မှာတော့ညီကိုတို့အတွက် DR ပေါ်တူဂီဂိုးအနည်းကိုရွေးချယ်ပေးကြပါတယ်နောက်ပြီးတော့ကျွန်တော်ရဲ့ဒီ YouTube account ကအကောင့်သစ်ဖြစ်လို့ subscribe မလုပ်ရသေးတဲ့ညီကိုတွေလည်းပထမဦးစွာ subscribe လုပ်ပေးကြဖို့ကျွန်တော်အနေဖြင့်တောင်းဆိုချင်ပါတယ်ညီကိုတွေအားလုံးတာပြည့်ရှင်သောနေ့ရက်လေးကိုပိုင်ဆိုင်နိုင်ကြပါစေ